ကဲငါလည်းပဲတော့မော်စားစင်းချင်းရောက်ပြီမင်းတို့ကောင်တွေကတော့မုတ်မပါဘူးဆိုတော့ငါတီးပြီးသားပဲကွာအဲ့တော့ခဏတော့အနားယူကြအောင်လေကွာစာတင်တာမင်းတို့မမောဘူးလားကွာဆရာတော့မောရင်တော့ရောက်နေဟာဆရာလည်းဗျာကျွန်တော်အဲ့ဆိုခဏဆော့လိုက်အောင်နော်အေးဆော့ကြငါလည်းပဲတော့ဆရာမင်းတို့စောင့်ကြည့်နေမယ်အေးဟေ့အောင်ငါတမလှုပ်တယ်ကွာကဲရော့မင်းမလှုပ်ရင်ငါတမလှုပ်မှာပေါ့ကွာတော်သားရဲ့ရော့ကွာကဲဟာမင်းကအလဲဦးမယူဘဲနဲ့ကွာစလာတာကိုမင်းစလာလွဲပြီဟာရော့အမဟဲ့အောင်ငါဥစားအမတန်းပြီလေကွာဘလို့လဲဟာမင်းကမနိုင်သေးဘူးလေကွာလဲငါဟာပိတ်ထားတာညာငါအဲ့မှာစဉ်းစားရမယ်ဆိုရင်တော့ကွာဟျောင်းကြီးမင်းကတော့တိုးတက်လာပါရော့ဒါပေမဲ့အဲ့လိုလေးပဲပိတ်လိုက်ပါကွာအေးကွာမင်းကောင်ဆော့ဘောမှန်လားဒီတော့မှလုံးမှာပေါ့ကွာဟာဟမ်ကျင်းနေလားဟမ်ရောဟာမင်းကလည်းငါတို့မှပိတ်မှာပေါ့ကွာရော့ွားခဲ့ဟဲ့မင်းတော့တိုးတက်လာပြီပဲနော်အေးပါရော့ကျင်းနေလားရောဟမ်ဟာမင်းကရော့ွားခဲ့တော်တာဟိုဒီကောင်တိုးတက်လာပြီဟာယောဒီကောင်နေစိုးရပုံနဲ့ယောမင်းငါနဲ့စိန်ခေါ်ရဲလားမဲမင်းလုံးပါမြတ်ကွာဟာဟိုကောင်နေရောဘာလုပ်နေကြလဲငါတို့ကပြင်းလိုက်တာကွာဟာမင်းတို့ပြင်းတဲ့အဖွဲတွေကလေကွာဟိုကောင်လိုနေနေပါအုံတော့တော့နေခင်းလေးပါလေစောကြပါလားကွာစောရင်မဟုတ်ဆရာရနွေရာတီကအရန်ပူတော့ဗျာကျွန်တော်ကပြင်းနေတာဗျကျွန်တော်တို့အားလုံးဒီတန်းလေးပဲနေပါတော့မယ်ဗျာဟာထိတ်မဲပဲဝါလဲဆရာအဲ့ကောင်လားမသိဘူးလေကွာအဲ့ကောင်အိမ်သာသွားနေမှာပေါ့ကွာကဲမင်းကောင်အိမ်သာသွားလည်းမင်းကောင်ရှောက်ပြောနေဟဲ့ဟာမင်းအိမ်သာသွားရှင်တော့ငါလည်းပြောတာပေါ့ဟာမပြောနဲ့ကွာဟဲ့ဒီကောင်ကြီးကမလွယ်ဘူးဆရာဘာမှမပြောနိုင်ကောင်ထားတက်ကုန်ကြဟာထားလိုက်ပါတော့ကွာဒီကောင်ကြီးကတော့အေးဟဲ့ထိတ်သေးလေးဟဲ့ဘာလို့မှလဲဆရာဟာအချိန်ပြည့်ပြီဆရာစောင်းတော်မစောရဘူးဘာလို့ကဲစမယ်စတင်မယ် hey let's go ဟာတင်းမယ်ဆရာလို့ဆရာလို့တင်းမယ်နေပါဦးကွာမင်းရလဲဆရာအချိန်ပြည့်နေပြီလေဗျာကျွန်တော်ကစတင်နေတာဗျာတွားရကိုနေကိုတွားထိုင်နေကွာတွားမင်းဆရာစီမလာစမ်းနဲ့ကွာမင်းကချွေးနေနေဟာဒီနေ့ငါတို့ဘာလို့ရင်ကောင်းမလဲကွာကဲငါတို့ပုံဆွဲပြန်ဝယ်လောက်ကြအောင်ကွာနေကဲဘလို့လဲပျော်ကြလားဟိဟာဟုတ်တယ်ဟာပုံဆွဲမပြန်တာကြားလာကျွန်တော်တို့လေဟုတ်တာပဲအဲ့ဒါလေထဲ့သွက်ဆရာပဲနော်အေးဟုတ်တယ်လေကွာဆရာလဲမေ့နေလိုက်တာကျွန်တော်တို့ပုံဆွဲမပြန်တာနှစ်တောင်ချီနေပြီဗျအေးကွာပုံဆွဲပြန်မယ်ဆိုတော့လေအေးကွာ